ကတဲ့မြေမှာပွက်တဲ့အချစ်ပန်းအပိုင်းနဲ့မင်းညာကခရီးပန်းထားသည်မို့အိပ်ပျော်သွားတာခေါ်ကနေပင်တောဘက်ကလာတဲအနီးနာကလူတွေမွေးထားသည်လားတော့မသိစက်ဖာတွေတော်တော်တွန်းဤထို့ကြောင့်မောင်ကျော်မျက်လုံးတွေကိုအတင်းဖွင့်လိုက်သည်မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရသည်ကတဲခေါင်မူလေးနောက်သူ့ညီဘက်ကိုလှည့်ကြည့်လိုက်မိသည်အကိုနဲ့လိုက်ပြီးငါညီလေးဘလောက်တောင်ပင်မနေပြီလဲဟုစိတ်ထဲကပြောပြီးအောင်လေးကိုစောင့်ချုံပေးလိုက်သည်သူ့ကိုယ်သူစောစောနိုးလာပြီးထင်နေတာရေတံကြားလို့ထချလိုက်တော့ညစပယ်ကမျက်နှာတက်နေပြီမောင်ကျော်ကိုမြင်သည်ဆိုရင်ပဲညစပယ်ကလှမ်းနှုတ်ဆက်သည်အကိုမောင်ကျော်အစောကြီးနိုးနေတာလားညကအိတ်လို့မှပြောရဲ့လားအကိုအိတ်လို့ပြောရတယ်အစောကြီးနိုးလာတာကကားတန်ရောချက်တန်ရောကြောင့်ပါကားတန်ဆိုဒီမှာတစ်တွေအပြည့်တင်ထားသည့်10ဘိန်းကား12ဘိန်းကားရန်ဖောင်းကားကြီးကားငယ်တွေဖြစ်သည်ညစပယ်တို့တဲရှိကားဖြတ်ပြီးတရုတ်ပြည်ဘက်တက်ကြခြင်းဖြစ်သည်နောက်တော့ကားတန်တွေယူသွားမှာပါဒီမှာမျက်နှာတစ်စရာပျော်ပြီးရေခွက်ထဲရေထဲကတင်ပေးသွားသည်အချမ်းပြေမိမိပွေးထားမယ်ဟုပြောပြီးထင်းချောက်လေးများကိုညစပယ်လိုက်ကောက်သည်မိဖို့တဖိုးလောက်တော့ကောင်းကောင်းမွေးတက်ပါတယ်ဟုမောင်ကျော်ကပြော၍ကောက်ထားသည့်ထင်းချောက်ကလေးတွေကိုချပြီးမိချစ်တလုံးပေးသွားသည်မောင်ကျော်ကမိတောက်ရအောင်မိအရင်မွေး၏ချင်းကိုမိဆွဲမှမျက်နှာတက်သည်ဟာမောင်ကျော်ဝရိယကောင်းလာပါလားဝရိယကောင်းနေတော့ဘယ်ဟုတ်ပါမလဲကိုထိန်နေအစကတော့ခရီးဖမ်းပြီးအိပ်ပျော်သွားတာနေရာသစ်ဆိုတော့ကိုအိမ်တို့စိတ်ချက်ကြီးဘယ်အိပ်လို့ရပါမလဲဒါတော့ဟုတ်တယ်မောင်ကျော်အိမ်မှာတော့နေဖင်ထုတ်အောင်အိတ်တာပဲရောမရောက်တော့လဲရောမလူပေါ့ဒါနဲ့ဒီနေ့ကျွန်တော်တို့နဲ့တောလိုက်ခဲ့မယ်မဟုတ်လားမနေ့ကတော့ဦးကလိုက်ခဲ့ပါပြောတယ်လိုက်ရမှာပေါ့အလုပ်ရွေးလို့မှမရပဲစကားပြောခဏရက်ပြီးထိန်လင်းကမျက်နှာတော့တက်သည်မျက်နှာတက်နေရကမောင်ကျော်ဟိုမှာယူနီအိုရှိတယ်တဲထားလိုက်ပါလားအချမ်းပြေယူနီချန်လေးတောက်ရတာပေါ့ကော်ဖီကြိုက်ရင်တော့စူပါရှိတယ်ယူတောက်ပေါ့ဟုတ်ကဲ့ကျွန်တော်တည်ထားလိုက်ပါမယ်မိဖို့ပေးမီးလုံးရင်ကော်ဖီခွက်တစ်ယောက်တစ်ခွက်စီကင်တောက်နေစဉ်အောင်လေးနဲ့လက်မိုင်းကရှေ့စစ်နောက်ဆက်နိုးလာသည်ဟာအောင်လေးလာကော်ဖီတောက်ရပါတယ်အကိုကျွန်တော်ကော်ဖီမကြိုက်လို့ပါဗျဟုပြောပြီးမျက်နှာတွတ်တသည်ညီလေးကအဲ့လိုပဲကိုထိန်နေကော်ဖီမကြိုက်ဘူးဗျသူပြောဘူးတာရှိတယ်ကော်ဖီကိုအကြိုက်ကြီးမဟုတ်လားဘူးရွေးချယ်စရာမရှိဘူးကော်ဖီမှမတောက်ရင်ငတ်မယ်ဆိုရင်တော့တောက်မယ်တဲ့ဗျာထားလိုက်ပါသူ့မှာမိမိထည့်ပြလိုက်တဲ့ခေါပုတ်တွေပါလာတယ်မိဖို့လေးငိမ့်မသွားရလေအောင်ထင်းချောက်လေးကောက်ထုံးတိုထုံးစလေးကောက်ပြီးမိဆက်ရသည်မိဖို့လေးသည်ရဲကနေမိညွတ်များကအထက်သို့တလူလူအောင်လေးကခေါပုတ်ထုတ်ယူလာပေးသည်မောင်ကျော်ကထိန်လေးနဲ့လက်မိုင်းကိုခေါပုတ်ထုတ်လမ်းပေးသည်လက်ထဲတွင်ခေါပုတ်ချက်ကိုစီနေဖြစ်သွားပြီမိခဲရဲရဲလေးကိုအတင်းဖြဲပြီးกินသည်စောင်းတွင်းမှုခေါပုတ်လေးသည်အေးပြီးမာတောက်နေသည်မိနစ်တွင်မှအပြင်ပိုင်းလေးတဖြည်းဖြည်းဖောင်းလာသည်မောင်ကျော်ကခေါပုတ်ဆိုကျွတ်မှကြိုက်သည်ထို့ကြောင့်သူများတွေစားပြီးချင်းသည်သူกินလို့မပြီးသေးခေါပုတ်ကိုအားလုံးစားပြီးသွားကြခြင်းအကိုတို့ဖေဖေကမုံလာစားပါတဲ့ညစပယ်ကလာခေါ်သည်တော်ပါပြီကော်ဖီနဲ့ခေါပုတ်စားပြီးပြီမောင်ကျော်ကညင်းသည်စားပြီးလဲပြန်စားပေါ့မိမိကအကိုတို့အတွက်ခောက်ဆွဲပုံมาပြီးမိမိကိုယ်တိုင်လှုပ်ထားတာအကိုတို့ကမစားတော့မိမိစိတ်ပဲကောင်းပါမလဲလာစားကြပါနော်ညစပယ်တို့နှစ်ယောက်အတွက်ရောမပါဘူးလားလက်မိုင်းကနောက်လိုက်သည်ညစပယ်တို့စားရင်အကိုတို့မစားပဲနေရလို့လားအခုခေါ်တာလဲအကိုထိန်လေးရောအကိုလက်မိုင်းရောပါတယ်လာစားတော့ခောက်ဆွဲကအရေးဖြော်လှုပ်ထားတာဆိုတော့ပြုတ်ပြီးစားမကောင်းဖြစ်နေဦးမယ်ကဲလာဗျာသွားစားကြရအောင်ပြောပြီးမောင်ကျော့ပေါင်ကိုနင်းထိန်ပုတ်လိုက်သည်လေးယောက်သာတဲတဲဝင်သွားကြသည်လာကြမောင်ကျော်ဟိုဘက်ဆုံးမထိုင်ရော့ထိန်လင်းဒီမဲခုံသမီးဖေဖေကိုသွားခေါ်မြေကြီးပေါ်တွင်တိုင်လေးလုံးစိုက်ပြီးပြင်ပြခင်းထားသည်ဒီနေရာအတွက်အကောင်းစားစပွဲခုံတစ်ခုံနဲ့စပွဲကော်ရှိနေသည့်စားစရာကြောင့်မောင်ကျော်မျက်လုံးပြူသွားသည်ဒီလိုနေရာမှာဓာရတယ်ပေါ့မောင်ကျော်စကားကြောင့်ဒေါခင်တက်ကအားရပါရရည်သည်ဦးဟိန်အောင်ကမောင်ကျော်ကိုမေးခွန်းတုပ်သည်ဘာဖြစ်လို့တော့မောင်ကျော်ရဒီလောက်ခိုးခိုးခေါင်ခေါင်နေရမှာစံခောက်ဆွဲစားရလို့အံ့ဩနေတာပါ
နေရာကခေါင်းသားခေါင်းနဲ့စားစရာအကုန်ရတယ်အကိုရဲ့နေ့တိုင်းဈေးတွေလာတယ်လေမိုးမိတ်ဘက်ကဒါနဲ့မနေ့ကဝယ်ထားလိုက်တာစားကျင်တာရှိရင်အကုန်မလို့ရတယ်တဲဟုတ်တဲ့နေရာပါလားဟုတွေးပြီးမောင်ကျော်နှုတ်ဆက်သွားသည်မိခင်ကိုလည်းတတိယသားသည်မိခင်လက်ရာကိုလွမ်းသွားသည်သူတာကောကြီးမောင်ကျော်ကမေးသည်မင်းကြီးကဒီအချိန်မထဘူးကွအားလုံးစားပြီးတောက်ပြီးမှထရှာစားတာညဆိုနောက်ကျမှအိတ်တယ်လေဒေါခင်တက်စကားဆုံးချိန်ရင်းနှီးချမ်းကိုတောက်ရင်ဦးဟိန်အောင်ကစကားစသည်မုတ်စားပြီးတော့အဝတ်အစားလဲတော်ရဲသွားကြမယ်ထိန်လင်းမနေ့ကဝယ်ထားတဲ့စီရှိသေးလားဆက်မရှိရင်မင်းအန်တီစီမှာပတ်စံတောင်းပြီးဝယ်ထားဒါနဲ့မိနေတာချင်းစောစက်တက်လွတ်သွေးဖို့သစင်ရောဝယ်ခဲ့အောင်လူစုံတက်ဆုံမလားဒီလူကအမြဲဆုံးမှာအကိုကြီးပဲအမြဲခွဲခြားနဲ့နောက်ကျနေတာများဟွန်းမျက်စောင်းလေးချိတ်ပြီးသူ့သားကိုမြစပဲကလေးလိုက်သည်သူ့သားကဘာမှတော့ပြန်မပြောပါဧည့်သည်တွေကြားရှက်ပြုံးလေးပြုံးပြီးမျက်နှာတစ်ပိုထွက်သွားသည်မုတ်စားပြီးချင်းတောထဲသွားရင်ပြင်ကြရသည်ချင်းစောဆက်တော့လောက်ရန်ထဲ့ရန်ဓာတ်စီတဲ့အင်ဂျင်ဝိုင်နင်းနေရောသည်ဆိုင်ကယ်တဲ့ဓာတ်စီအပြည့်ဖြစ်သည်ဦးဟိန်းအောင်နဲ့အောင်လေးကဓာတ်စီမောင်ကျော်ထိန်လင်းလက်မိုင်း၃ယောက်ပေါင်းကဆိုင်ကယ်တစ်စီးစီးကြသည်ဆိုင်ကယ်တွေကအယိုးစုတတကလေးကာဘာကမရှိဘိန်းတွေမှာကချိန်ပတ်ပါသည်တောင်ပေါ်ကျိုတောင်ပေါ်ကြားခဲရခဲစေတက်ရမှာဖြစ်၍ချိန်ပတ်မတက်လို့မဖြစ်ဆိုင်ကယ်တောက်ပင်မတက်ပါတုံးတွေပစ္စည်းတွေတိုက်ရင်ညှိမှကြောင်ဖြုတ်ထားကြသည်ဆိုင်ကယ်တောက်အစားဝလုံးတေးသေးလေးကိုတောက်အဖြစ်လက်ဦးထောက်လိုတချောင်းတောက်ထောက်ထားရသည်ဆိုင်ကယ်ဆက်တန်ကလေးတပြင်းပြင်းနှင့်ဆိုင်ရှိကထွက်သွားကြပြီသွားချင်းကတော့လဲလန်းချောင်းလေးကနေသွားရသည်ဘေးနှစ်ဖက်တစ်ပင်တွေကအဆုလိုက်အပြုံလိုက်တချို့တစ်ပင်ကြီးများပေါ်တွင်တောတစ်ခွများပေါက်ရောက်လျက်ရှိသည်ထိုအပင်ကြီးများပေါ်တွင်ကျင်းငတ်တာရာကများကကိုပိုင်တန်စင်များဖြင့်လောကကြီးကိုအလှဆင်လျက်ရှိသည်ထိုအတန်များနှင့်စန့်ကျင်ဘက်အတန်များကလောကကြီးကိုဖျက်ဆီးနေကြသည်တတော်လုံးချင်းစောဆက်တလွတန်များကြီးစိုးလျက်ရှိသည်အပင်တပင်လဲလင်တတော်လုံးဝုန်းကနေမောင်ကျော်တို့ညီအကိုနှစ်ယောက်မရောက်ဘူးသေးသောနေရာစိမ်းတွင်ပတ်ဝန်းကျင်ကိုငီးမမဆုံးဖြစ်နေကြသည်ဝါပင်တန်းများကလည်းလမ်းဘေးဝဲရတလျှောက်ပြည့်နေသည်ဆိုင်ကယ်နှစ်စီးတောင်ပေါ်တို့တရိပ်ရိပ်ပြည့်တက်ကြသည်တခါဆက်တန်ကစောက်ကနေအောက်ကနေဖြစ်သွားသေးသည်တောသည်နတ်တထနှက်လာသည်အပင်စိမ့်ဆူဆူတွေရှိနေကြသေးတဲ့ကဲလဲပြီးငုတ်တို့များကလည်းအတုံးယုံအတီးကလဲထားကြသည်ကကျွန်းပထောက်တမလန်းပင်များဖြစ်သည်အင်ဂျင်ပင်များကိုတော့စီးပွားရေးသမားများရမ်းမရှာချေကြသဖြင့်တတော်လုံးမွမွေးကျူအောင်ရနံ့တွေပေးနိုင်သည်တနေရာအရောက်ဆိုင်ကယ်ကိုရက်လိုက်ကြသည်ကျွန်းပင်ဆူဆူတွေကိုလဲထားကြပြီးတချို့ကိုခွဲဆွဲရေးပင်ပြီးနေပြီအောင်လေးလာဟိုနာရီသွားခက်ရအောင်လက်မိုင်းခေါ်၍အောင်လေးလိုက်သွားရသည်လက်မိုင်းကရေပုံးလွတ်ကိုကိုင်းဘဲကိုလဲအကူရေသွားခတ်မယ်လေရေစာတော့ဘလို့လို့မတုံးတဲကနေခတ်လာတော့ပြီးနေတာပဲကိုအောင်လေးကအထွန်းတက်တော့လက်မိုင်းကပြန်ပြောရသည်ဒီလောက်ခရီးအဝေးကြီးဘလို့တဲလာကြမတုံးဒီလိုတော့လဲဟုတ်တာဟုတွေးပြီးအောင်လေးတိတ်သွားသည်တောင်ဆောင်လေးကတဆင့်ကြောင်ကြနေရာလေးတစ်ခုကိုရောက်သွားသည်ဝါပင်တင်တွင်ပြင်းနေသည့်နေရာတစ်ခုရေကကြောက်ကြိုကြောက်ကြားကနေစိမ့်ထွက်နေသည်ရေကိုတွေးတော့လက်မိုင်းကလက်နှစ်ဖက်နှင့်ခတ်ပြီးအာရပါရတောက်လိုက်သည်ဘေးနားတွင်ဖြော်ရည်ဘူးခွန်ဖြတ်အပိုင်းလေးရှိနေသေး၏ထို့ကြောင့်အောင်လေးကပါထိုခွက်ကလေးနှင့်ခတ်ပြီးရေကိုတောက်သည်တောမြောင်မြောင်အော်တန်ကိုအောင်လေးအတိုင်းသာကြားနေရသည်ဝါယုံပေါ်ရှင့်ကလေးတစ်ကောင်မျက်လုံးလေးကိုပြူပြီးကြည့်နေသည်ရှင့်လေးကိုမြင်ပြီးအောင်လေးစိတ်ထဲကြည်နူးသွားသည်တခြားသူဆိုတွေ့ရကြောက်ခဲတုတ်တကူကူနဲ့ဖြစ်ချပေလိမ့်မည်အောင်လေးကတော့ထို့တော့မဟုတ်သူ့မျက်စိမြင်ကွင်းထဲကပျောက်သွားမှကိုပင်စိုးထိတ်နေသည်ရေပုံးထဲဖြိုရည်ဘူးခွန်လေးနဲ့ခတ်ထက်ရာပြည့်သွားသောကြောင့်လက်မိုင်းမတက်ထားရလိုက်သည်ရှင်ကလေးသည်သူ့ကိုရံပြုမိထင်၍ဝါပင်လေးတွေအကြားတိုးဝင်ပြောက်ွယ်သွားသည်ထိုအချိန်တခြားတနေရာမှလူတန်ထွက်ပေါ်လာသည်ဟေးတစ်ဖက်ကဟေးဆိုသည့်အတန်ကြား၍လက်မိုင်းကလည်းဟေးဟုအတန်ပေးလိုက်သည်ဒီအကြောင်းကိုအောင်လေးနားမလဲအကိုဘာလို့អော်တာလဲဟိုဘက်မှာအကိုတို့လိုပဲတုံးခွဲနေတဲ့သူတွေရှိတယ်
သူတို့ရှိတယ်ဆိုတာကိုအတန်ပေးတာဒါကြောင့်အကိုတို့ကလည်းရှိပါတယ်ဆိုပြီးပြန်ပြီးအတန်ပြူတာပေါ့ဒီကြားတဲ့အကြောင်းကိစ္စတစ်ခုခုရှိရင်သူတို့လာကူနိုင်တာပေါ့ဒါဟာတဦးကိုတဦးဖိမကူညီနိုင်ဖို့မိတ်ဆွေဖွဲ့ထားတဲ့သဘောပဲမတိဘူးတာကိုတိရမကြားဘူးတာကိုကြားရ၍ခေါင်းကိုတငိမ့်ငိမ့်လုံနေမိသည်ထိုစဉ်ရှင်းလက်လေး၎င်းတို့ရှိကဝီကနေပြေးထွက်သွားသည်နားရဲတချောက်ချောက်ကြား၍မောကြီးလိုက်ရာခေါင်းပေါ်တက်တက်မှလည်းရှင့်ကလေးတွေပြေးလွှားနေကြသည်တောချက်တကောင်သည်လည်းလူတန်ကြား၍တောင်ပံနှစ်ဖက်ကိုတစ်ဖြက်ဖြက်လှုပ်ပြီးထပြေးသွားသည်တောနဲ့ထဲခရီးသွားရသည်ကိုကြောက်စိတ်မရှိဘဲအောင်လေးပြုံနေမိသည်ရေခတ်ပြီးနေရာပြန်ရောက်ချိန်ဦးဟိတ်အောင်တို့အလုဆနေပြီမောင်ကျော်ကတုံးတွေလိမ့်ဦးဟိတ်အောင်နဲ့ထိန်နှင်းကချေးစောကိုစီခိုင်ပြီးတက်လုံးကိုခွဲနေကြပြီရခင်ကမူတောထဲမှာတစ်ခွဲဆက်ထောင်ပြီးတစ်ထုတ်လုပ်သည်တစ်ခွဲဆက်၃ပါကလွှတဲ့ရဝိုင်းခုံတဲ့ရဆက်တဲ့ရရီထက်เสียတဲ့ရသည်နှင့်ကိစ္စဝိစ္စများလာသည်အခုနောက်ပိုင်းချေးစောတလက်နဲ့သာသုံးခွဲကြတော့သည်တုံးခွဲခြင်းဆိုဒီမှာငါးပတ်လဲတုံးခွဲခြင်းဖြစ်သည်တက်လုံးသေးရင်ငါးပတ်လဲတုံးတစ်တုံးနှစ်တုံးသာရသည်တက်လုံးကြီးပါကငါးပတ်လဲသုံးလုံးတွဲလေးလုံးတွဲရသည်အရင်ဦးဆုံးအပင်ကိုချင်းစုံနှင့်ဖြတ်ပြီးလဲသည်လဲသွားသည့်အပင်ကိုအဖျားပိုင်းဖြတ်သည်ပြီးအခက်အလက်တွေကိုရှင်းသည်အလုံးလိုက်9ပေ10ပေစသဖြင့်ဖြတ်ပြီးရောင်းသူကရောင်းကြသည်ထိုတက်လုံးမျိုးသည်ဈေးကောင်းရသည်မှန်တော်လဲငွေချက်ချင်းမပေါ်ဝယ်လက်ပေါ်အောင်စောင့်ရသည်ဗတောက်တက်မလန်းဆိုပါကဝယ်လက်ပေါ်သည်ကျွန်းအလုံးလိုက်ကိုဝယ်သူရှားနေသည်ယခုခွဲနေကြသည့်ကျွန်းဆိုသည်ကရခင်ဒီလိုနေရာမှာဝဲလက်ရှာသည်ဗတောက်တွေတက်မလန်းတွေရှားသွားမှကျွတ်ပတ်လဲလာကြသည်ငါပတ်လဲ3ပီတိုဆိုလင်တဒုံးရလင်တဒုံးဘူး3000ဆို3000 5000ဆို5000ချန်ကနေရသည်သို့သောပိုးပေါက်အနာစာများလင်ဝဲလက်မကျဈေးနေချင်ကြသည်ထို့ကြောင့်ပိုးပေါက်အနာစာများကို93ညနှင့်ပိုးပေါက်ဖာရာတွင်3သည့်ကော်အသုံးပြုပြီးအပေါက်မပါအောင်ဖန်တီးကြရသည်တနေ့ထက်တနေ့ငွေပိုရဖို့အရေးအလုပ်ကိုစူးစမ်းလုပ်ကြသည်ဟိုမှဒီမှဆက်တံများအပြိုင်အဆိုင်နေမင်းသည်အပင်တွေကြားကနေသူတို့ခေါင်းကိုကြည့်နေပြီးလမိုင်းမောင်ကျော့ညီကိုခေါ်ပြီးထမင်းသွားယူချေမင်းအန်တီမင်းရင်ဟိုမှာပဲစားတော့မယ်တဲ့လို့ပြောဟုတ်ပြီလားအောင်လေးလိုက်သွားနော်ဟုတ်ကဲ့ထမင်းအပြင်တခြားစားစရာလေးကိုပတ်စံတောင်းပြီးဝယ်ခဲ့ပေါ့တက်ဆင်ပြောလိုက်သည်ဦးဟိတ်အောင်ကခိုင်းပြီးဆိုမှတော့ညင်းပယ်လို့မရထို့ကြောင့်ဆိုင်ကယ်ကိုထုတ်ပြီးနှစ်ယောက်သာတောင်ပေါ်မှတောင်အောင်ဆင်းခဲ့ကြသည်နေသည်အစွမ်းကုန်ပူ၏အောင်လေးမျက်နှာပြင်တစ်ခုလုံးချွေးများကအဖြစ်လက်မိုင်းကတော့ဘဝသမားပြီးမှုချွေးကြသည်ဆိုတော့လဲပြောရလောက်အောင်မထွက်ချွေးဆို့ယုံသာဆိုသည်အကိုတို့ပြန်လာတာစောလာပါလားထမင်းစားပြန်လာကြပြီချင်း၍ညစပယ်ပြောလိုက်ခြင်းဖြစ်သည်ဦးလေးကထမင်းကြိုက်ထည့်ပေးလိုက်ပါတဲ့အော်တောထဲမှာပဲစားကြတော့မယ်ပေါ့ခဏလေးနော်ညစပယ်ထမင်းတွားခုလိုက်အောင်မယ်အချင်းရီဦးကတော့ကြားဖို့တော့လူသေးတယ်စောင့်ကြပါအောင်ညစပယ်တို့နေဒီကတတဲ့တူတာဆိုင်ကယ်ပြင်ဒီကတတဲ့တဲနှလုံးကြကျွန်းပီကြီးတပင်ရှိသည်ဆိုင်ကယ်ပြင်ဆိုင်ဘက်လှည့်ကြည့်လိုက်တော့လူကြနေသည်ထို့ကြောင့်တူတာကိုနည်းနည်းဖြစ်ဖြစ်ကူရန်လက်မိုင်းလာခဲ့သည်လက်မိုင်းနောက်ကအောင်လေးကလိုက်သည်ငမိုင်းဘာလို့လဲဦးလေးကထမင်းသွားယူဆိုလို့လာခဲ့တာညီမလေးရေဖေဖေကထမင်းကြိုက်ထည့်ပေးလိုက်ပါတဲ့ကျွန်တော်ပြောပြီးပြီကိုတူတာအော်ဟုတ်ကျွန်တော်ကမပြောရသေးဘူးမှတ်လို့တားရင်အန်တီတို့ဆိုင်ကယ်ချင်းကြလာလို့လုပ်ပေးပါအောင်ကွယ်မိန်းမကြီးနောက်မှယောက်ျားကြီးတစ်ယောက်ရောက်လာသည်ဆိုင်ကယ်ကိုတွန်းလာရဟန်သူသည်ချွေးတန်တရွှဲရွှဲဆိုင်ကယ်ပြင်ကျင်သူကပြော၍ရှေ့ပိုင်းကိုက်နေသည့်ဆိုင်ကယ်ကိုခဏထားပြီးဆိုင်ကယ်ချင်းတင်ပေးရန်တူတာထားလိုက်သည်ကိုတူတာနေကျွန်တော်တင်ပေးလိုက်မယ်ကျေးဇူးတင်ပါတယ်ငမိုင်းရပါတယ်ကိုတူတာအစကဆိုင်ကယ်မပြင်တတ်အလုံနာတိုင်းတူတာကိုဝိုင်းကူရာကတဆင်ချင်းတင်ချင်းဖြုတ်ဘိန်းဖာကျွတ်လဲချစ်စပေါ်ကလဲတာလောက်တော့ကျွမ်းလာသည်ထို့ကြောင့်ချင်းတင်ပေးဖို့လက်မိုင်းထွက်သွားသည်အောင်လေးကတော့ထို့အချိန်ထိရောင်လေလေလေးရက်လို့မောင်လေးမမကိုဘိန်းလေးဖာပေးပါအောင်ကွယ်မြင်မြန်တော့သွားစရာလေးရှိနေသေးလို့ဒီတခါလာသည့်ဖောက်တယ်ကိုတော့မြည်သူကိုမရပေးရမဖြစ်သူသားဘဝမှာတယောက်ထဲသာချစ်ခဲ့ဘူးသူနာမည်ကကြော့ကီတွင်စပင်ကနောက်တင်ပါတိရှိသည်ညနာလေးကဝိုင်းဝိုင်းလေးနှကန်းလေးတွေကရင်းနေသည်
မျက်လုံးလေးကဖြော့တော့တော့လေးဆိုတော့လဲအကြည့်တွေကဆူရှာသည်မမဒီထဲဝင်ထိုင်မအောင်နေကပူနေတာပဲသူ့သားစကားကြောင့်အဖော်ပါလာသည့်သူညီမကိုခေါ်ပြီးစိုင်ခန်းတဲသို့ဝင်ပြီးဖိုင်ဘာခုံလေးပေါ်ထိုင်လိုက်သည်ဟဲအောင်လေးနင်ကဒီရောက်နေတယ်ပေါ့ဝင်လာစဉ်ကအောင်လေးမျက်နှာတခြားနေရာကိုရောက်နေသဖြင့်ယူရကိုအောင်လေးမမြင်မိယူရတို့ဘက်မျက်နှာလဲလိုက်မှသာယူရမှန်းသိသည်ယူရမမင်းရောဒီရောက်နေတယ်ပေါ့ဟုတ်တယ်ငါတို့ကဟိုဘက်မှာလက်ဖက်ရည်ဆိုင်ဖွင့်ထားတယ်လေဒါငါအမကြော့ကီတွေတဲ့မမသူကအောင်လေးចောင်းတူတူတက်ခဲ့တာကျောင်းမှာစတော့တယ်ကြော့ကီတွေကအောင်လေးကိုပြုံးပြီးနှုတ်ဆက်သည်လာလေဖို့လည်းဖိတ်ခေါ်သည်အောင်လေးကစကားပြန်သည်ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်အပေါင်းအသင်းကတိတ်မရှိသေးဘူးဆိုတော့ကျွန်တော်လာလဲမှာပါညီအမနှစ်ယောက်နဲ့အောင်လေးစကားတူပေါက်ကြတာကိုသူ့သားတွေ့သွားသည်အောင်လေးကိုအောင်တွေတော်ဖူးရွှေလာမေးလှုပ်ခိုင်းဖို့သူ့သားဆုံးဖြတ်လိုက်သည်သူ့သားကကြော့ကီတွေကိုချစ်နေတော့လဲချစ်ချောင်းကိုကြော့ကွေတဲ့တီအောင်မပြောဖြစ်သည်အကိုမိုင်းထမင်းကြိုက်ဒီမှာထားသွားပြီးမယ်နော်ညစပယ်ရောက်လာပြီးကျွန်းပင်ချီရင်းကခုံတန်းလေးပေါ်ထမင်းကြိုက်လင်းကိုတင်သွားပြီးသည်ငမိုင်းထားလိုက်တော့အကူဆက်လုပ်လိုက်တော့မယ်တော်တော်ကြာကြံခဲ့သူတွေရေတောက်ပိုင်းမောက်ပြီးအိတ်နေကြပြန်အောင်မယ်ပြီးပြီးကိုတူတာဘလောက်ကြလဲသားဘလောက်ကြလဲမိတာကိုတူတာကြသည်တူတာဤမျက်နှာရည်မျက်နှာကဲကိုလက်မိုင်းတီးလိုက်ပြီးမပေးပါနဲ့တော့ဂျေစုတမတဲ့သားသူအချိန်မှပင်ကြော့ကီတွေဤပြီးလဲဖာပြီးသွားသည်ထို့အတွက်လည်းကိုတူတာကပတ်စံမယူကြော့ကီတွေကမျက်နှာလေးပြုံးပြီးဂျေစုတင်စကားပြောပြီးတော့ကဲကိုတူတာသွားပြီကြော့ကီတွေကနှုတ်ဆက်ပြီးဖုံးပေးနေသည့်တင်ပါကိုလက်နဲ့ခါလိုက်သေးသည်ယူရငါသွားတော့မယ်ညခါကျနင်တို့ဆိုင်လာခဲ့မယ်နော်မမကြော့ကီတွေကလည်းလာလဲဖို့ပြောပြီးပဲအောင်လေးကယူရကိုရင်းနှီးစွာပြောလိုက်သည်လာလဲပါကွယ်မမအမြဲရှိနေပါတယ်ဖေဖေတို့မေမေတို့ကိုလည်းပြောထားပေးပါမယ်ဟုတ်ကဲ့ကျွန်တော်ကိုတွားခွင့်ပြုပါအောင်လက်မိုင်းကရှေ့ကစီအောင်လေးကထမင်းကြိုက်ထဲထားသည့်ချင်းကိုကင်ပြီးနှစ်ယောက်သာတောဘက်ထွက်ခဲ့ကြသည်တောလမ်းမရောက်ခင်လမ်းကျိုးလေးတစ်ခုအတွင်းကဆိုင်ရှိ၌ဆိုင်ကယ်ကိုရက်ပြီးလက်မိုင်းဝင်သွားသည်အောင်လေးကိုတော့ပြောသွားပါသည်ခဏလေးစောင့်ပါတဲ့အောင်လေးမျက်လုံးအငြိမ်မနေဆိုင်လေးကိုကြည့်ဖြစ်အောင်ကြည့်လိုက်မိသည်ဆိုင်လေးကနှကန်းပလဲလေးရှေ့မှာခင်းသားသည့်မုံကပြစရာမဲမဲရရမရှိဆိုင်ရှင်မိန်းမကြီးနာလက်မိုင်းကတ်သွားချိန်ခေါင်းမုံပေါ်ကအိတ်အီမေးလေးတစ်ခုကိုထုတ်သည်လက်မိုင်းကငွေပေးသည်ထိုမိန်းမကတင်းငယ်လာသောအရာတစ်ခုကိုပေးသည်ဘာတွေများအယောင်အဝယ်လုပ်ကြပါလေsorry ညီပြန်ထွက်လာပြီးအောင်လေးကိုတောင်းပန်သည်ရပါတယ်အကိုခရီးဆက်ခဲ့ကြသည်စခန်းချရာနေရာရောက်တော့ဦးဟိန်းအောင်ကအင်ဂျီပလာနှင့်ဆဲလိတ်တို့ကိုဖွာနေသည်ထိန်လေးနှင့်မောင်ကျော့ကိုမတွေ့စောင့်နေရတာကြာလာရောပေါ့ဟုတ်တယ်ဦးဟင်းရီမကြသေးတာနဲ့စောင့်နေရကကြာသွားတာပါဒါနဲ့ကိုမောင်ကျော်တို့ကဒီတိုင်းနေရတာပြင်းနေဆိုပြီးတော်တယ်ဟင်းသွားရှာလေရဲ့ထိုးစင်ပါပဲဟောဘိုက်စာနေတာနဲ့အတော်ပဲဘိုက်ကိုပုတ်ကလူစုရှိရစီထိန်လေးနဲ့မောင်ကျော်ရောက်လာကြသည်ဘာရခဲ့လဲလက်မိုင်းကကြည်ကျင်စောနဲ့စီးမေးသည်ဟာဟာဘာရှာလို့ဘာရမတော့ဟာမသိဘူးလေဦးကဟင်းစားသွားရှာတယ်ဆိုလို့ပါသွားတာတော့ဟင်းစားရှာဖို့ပဲစိတ်မပါတာနဲ့လန်တဝက်ကနေလှည့်ပြန်လာခဲ့လိုက်တာရောက်နေကြတာကြာပြီလားမကြသေးဘူးအခုပဲရောက်တယ်ကဲကိုမောင်ကျော်ထိုင်ပြထမင်းဆွဲရအောင်မြေကြီးပေါ်ဖက်နှက်ခုပြီးထားလိုက်ကြသည်ဟင်းရီခွက်ကိုအလဲမှာချပြီးရှူးရှူးရှဲရှဲစားတော့ကြသည်စားကောင်းကောင်းနဲ့စားလိုက်ကြရာထမင်းကြံသူမရှိရေတောက်ပြီးတရေတမောအိတ်ကြသည်မအိတ်သူကလက်မိုင်းနဲ့အောင်လေးမင်းကြက်ဥမစားချင်ဘူးလားကြက်ဥဟုသာခေါင်းစဉ်တက်ထားသည်ဘာကျွေးမယ်မှန်းအောင်လေးမသိထို့ကြောင့်အင်းမလုတ်ငေးကြောင်လုံနေလိုက်သည်ငါတကယ်ပြောတာပါဟာကြက်ဥစားခြင်းရင်ရှာကျွေးမလို့ကြက်ဥတကယ်ရှိရင်တော့စားချင်တာပေါ့ဒါဆိုလေအခုထသွားရှာကြမယ်ကိုမောင်ကျော်ကျွန်တော်အောင်လင်းကိုခေါ်သွားအောင်မယ်နော်ညီလိုက်ချင်ရင်ခေါ်သွားပါရတယ်ကွန်ပျူတာရ၍နှစ်ယောက်သားထွက်ခဲ့ကြသည်ဒီအချိန်ဒီနေရာမှာကြက်ဥကဘလို့ရမှာတော့လာခဲ့စမ်းမှာတို့တုံးဖြတ်နေတော့တဖောင်းဖောင်းနဲ့အတန်တွေကြားတယ်မဟုတ်လားအဲ့ဒါတောမီလောင်တာကွာကျက်မတွေဟာဝယုံတောတွေမှာဥလေးရှိတယ်တောမီလောင်မှာတော့ကြက်ဥတွေဖျားချသွားရောပေါ့မင်းပြောတာတဘာဝကြပါတယ်ဟုတ်တယ်ဒါပေမဲ့မဟုတ်သေးပြန်ဘူးကွာအကိုစကားကလည်းဟ
ဟုတ်တယ်တွေရောမဟုတ်သေးဘူးတွေရောရှုံနေတာပဲဟုတ်တယ်ဆိုတာကတောမီလောင်ရင်အကုန်ပြာကျသွားတယ်မဟုတ်ဘူးဆိုတာကကျမတွေဟာတောမီလောင်ရင်သူတို့ရဲ့ဥကိုတည်ပြေးဖို့ဆိုတာမဖြစ်နိုင်ဘူးကွာသူတို့အသက်လွတ်ပြီးရောဆိုပြီးအကောင်မဖြစ်သေးတဲ့ရင်သွေးလေးတွေကိုလည်းထားမသွားရက်ဘူးဒါကြောင့်အဝေးမှာတောမီလောင်နေပြီဆိုတာသိကနေကကျမဟာဘဲမှမသွားတော့ဘူးသူ့ရဲ့ဥတွေအပေါ်မှာဝုတ်ပြီးမီးလွတ်အောင်လုပ်ပေးထားကွာဒါနဲ့ပဲသူ့ဥတွေကကြမ်းခဲ့ရောလားသူတို့ဥတွေနဲ့အတူသူတို့ပါအသက်ဆုံးသွားတာရှိတယ်လို့ဥလည်းဘာမှမဖြစ်ကြက်လည်းဘာမှဖြစ်မသွားတဲ့အချိန်ရှိတယ်ကွာကျွန်တော်စိတ်ဝင်စားလာပြီးဆက်ပြောပါအောင်သူတို့နာမိတောင်မိရှန်တွေလာပြီဆိုရင်သူတို့တောင်ပန်တွေနဲ့ခတ်ပြီးမီးမကူးလာအောင်လုပ်တယ်ကွာဒါကြောင့်သူတို့ဥရှိရဲ့နေရာဆိုမီးမလောင်ပဲပကတိတိုင်းရှိနေတတ်တယ်ရှိတဲ့ကိုလည်းကြည့်လက်ပိုင်းစကားကိုလည်းနားထောင်နေရှောက်ခဲ့ကြသည်တစ်ကိုင်း6များကိုနိမိယာကကြီးကြီးကျယ်ကျယ်အတန်တွေကထွက်နေသည်အမတ်မထင်ဘေးကိုအောင်လေးလှည့်ကြည့်လိုက်မိသည်အကူမိုင်းဒီမှာကြည့်ပြောပြီးပြပုံကိုလက်ညှိုးထိုးပြသည်ကြက်မေကြီးထင်ပါတကူလုံးမဲမောင်ပြီးပြကြနေသည်လမိုင်းကရှယ်ပဲကွာလို့ပြောပြီးကြက်မောက်ကိုဒုံးနဲ့ထိုးလိုက်သည်မိမပြင်းပါကကြက်သားခင်အဖြစ်စားရနိုင်သေးသည်ယခုမူမိရှိန်များပြီးပြဖြစ်နေပြီကြက်တာမကကျုပ်ခွန်တွေလည်းမိကျန်းထားပြီဒီချက်မကြီးတော်တော်အားတာပဲနော်မကင်နိုင်တော့မှန်းသိရင်ပြေးပါတော့လားအခုတော့သူ့ပါအသက်ရှုံးရပြီဒီလိုတော့မပြောနဲ့အောင်လေလူပဲဖြစ်ဖြစ်တရိတ်ဆန်ပဲဖြစ်ဖြစ်ကိုသားသမီးတွေနဲ့ပတ်သက်လာရင်အားသွားတတ်ကြတယ်ကွာဒါဟာသားသမီးတွေပေါ်ထားတဲ့မိခင်တွေရဲ့မေတ္တာတရားဟုတ်တယ်အကူဟုတ်တယ်သူ့ဥတွေအပေါ်ထားတဲ့မိခင်မေတ္တာကိုကျွန်တော်ပြည့်ရည်ပြုမိသလိုဖြစ်သွားတယ်အကောင်မပေါက်သေးတဲ့ဥလေးတွေကိုတောင်ဒီလောက်ထိမေတ္တာထားနေရင်လူလားမြောက်နေတဲ့သားသမီးတွေကိုမိခင်တွေဘလောက်တောင်ချက်လိုက်ကြမလဲမသိဘူးနော်ဟုပြောရင်မိခင်ကိုအောင်လေးတတိရလိုက်မိသည်ဟုတ်တယ်အောင်လေးရေမိခင်ဖခင်တွေရဲ့အချက်ဘလောက်ထိကြီးမားတယ်ကျေပြတ်နေဆိုတာကိုငါလည်းမသိတာတော့အမှန်ပဲဒါပေမဲ့တူနိုင်မဲ့တယ်ဆိုတာကိုတော့ငါကောင်းကောင်းသိတယ်ကွာခဏတော့ကြီးကိုလို့เสียရှိသေးလို့ဟုပြောပြီးတော်တိုင်းပဲလမိုင်းဝင်သွားသည်တောသွားတာတော့မဖြစ်နိုင်တောသွားတယ်ဆိုရင်လည်းအပေါ့အလေးသွားအောင်ပဲပြောမှာပေါ့လမိုင်းထွက်သွားရာခြုံနေတော့အောင်လေးလိုက်သွားမိသည်ခြုံရီမှပိတ်ပိတ်ပိန်အလဲမှာကလူတထိုင်နေရလေစာလေးကရှင်းနေတယ်ရေတဝက်ထည့်ထားသည့်ရေတန့်ဘူးကော်ပိုက်ချောင်းခဲပြားတွေကလည်းအစင်တဲ့အောင်လေးကိုမြင်လိုက်၍လမိုင်းခန္ဓာကိုလှုပ်ကနေဖြစ်သွားသည်ဟာညီဟွန်ဒါကစောင့်နေတာမဟုတ်ပါပဲအကိုကစောင့်နေပါလို့ပြောမသွားတာနဲ့ကျွန်တော်လိုက်လာမိတာပါ sorry ညီအကိုတောင်းပန်ပါတယ်ဒါမျိုးတွေလုပ်တာကိုဦးကခွင့်မပြုဘူးလေဒါကြောင့်ဦးလေးကွယ်ရမှာဒါလာလုပ်တာဟုပြောပြီးခဲပြားပေါ်ရောက်နေသည့်ပန်းရောင်စီးပြားလေးကိုပြသည်အောင်လေးစိတ်ထဲတော့ခုနကဆိုင်ထဲဝင်သွားတာဒီစီးပြားတောက်ဝဲတာဖြစ်မည်ဟုတွေးလိုက်သည်ညီလေးစမ်းကြည့်မလားအစ်ချင်ပြေတယ်ပြီးတော့ပုံမှန်ထက်နေလို့ထိုင်လို့ကောင်းတယ်ခန္ဓာကိုယ်ကပုတ်ဖာပြီးလန်းဆက်လာတာကွတော်ပါပြီအကိုကျွန်တော်ဒါမျိုးတွေသိတာမဟုတ်ဘူးအကိုသာအေးဆေးလုပ်ပါကျွန်တော်စောင့်ပေးပါမယ်ဒါနဲ့ဒီလိုလုပ်တာဦးကမသိဘူးလားသိတာသိစေမမြင်စင်းတဲ့လို့ပေါ်ညီရာခဏလေးညီအကိုတကြိုက်လောက်ကြိုက်လိုက်အောင်မယ်ဘေးနာစောင့်နေသူဤမျက်နှာရည်မျက်နှာကဲကိုဂယုမဆိုင်နိုင်သူ့စိတ်ထဲတောင့်တနေသည့်ခံစားမှုရဖို့အရေးခဲပြားလေးပေါ်တဖြည်းဖြည်းအရေးပြောသွားသည့်စိတ်ကြောက်စီးပြားလေးကိုနှမျောတတစွာကြည့်နေမိသည်စိတ်ကြွစီးပြားကညံ့ညံ့ဝေမလာခဲ့ဒီနေရာလေးဟာလမိုင်းအတွက်ဂီဟာထမင်းစားပြီးတိုင်းဒီကိုလာပြီးရှူသည်ရှူပြီးပစ္စည်းရကိုအပင်ကြားတွေထဲထိုးထည့်လိုက်သည်ကဲညီလေးတွားကြစို့ပခုံးကိုပုတ်ပြီးပြောလိုက်သည်ရှေ့ဆက်သွားအောင်မလားညီလေးတော်ပါပြီအကိုပြန်ကြစို့သူတို့ပြန်ရောက်တော့ဦးဟိန်းအောင်တို့ကအိတ်ကောင်တို့အောင်လေးနဲ့လမိုင်းမအိတ်ကြတော့ပဲရှေးဟောင်းတောင်ဖြစ်စကားများကိုပြောနေလိုက်ကြသည်ညီလေးရီးစားလေးပါလေးမရှိဘူးလားကွထင်မှတ်မထားသည့်အမေကြောင့်အောင်လေးမျက်နှာရှိုးတူရှန်တန်းဖြစ်သွားသည်ချစ်သူရီးစားရှိတာကိုတပားသူအားအတိပေးရမှာကိုရှက်တာလဲပါသည်မရှက်ပါနဲ့ညီလေးရာပုတ်ပွလင်းလင်းပေါ်ယောက်ျားချင်းပဲကျောင်းတော့ကကျွန်တော်လိုက်ဖို့တဲ့သူတော့ရှိပါတယ်တဲဟုတ်ပါလားရီးစားကောမဖြစ်ခဲ့ကြဘူးလားဆယ်တန်းအောင်မှအဖြေပေးမယ်အခုတော့တငယ်ချင်းလိုပဲနေကြအောင်ဆိုတယ်လေဒါကြောင့်ကျွန်တော်အချစ်တွေသူ့ကိုထုံမပြခဲ့တော့ဘူးတငယ်ချင်းဆိုတော့တငယ်ချင်းလိုပဲနေခဲ့ပါတယ်ဒါပေမဲ့
စကားကိုဆက်မပြောဘဲဝယုံတော့ဘတ်သို့အတိတ်ပဲမဲ့စွာကြည်နေမိသည်။ဘာဖြစ်လဲညီလေးဆက်ပြောပါဒီနေ့ပဲသူ့ကိုကျွန်တော်ပြန်တွေ့ခဲ့တယ်။လက်မိုင်းကိုမကြည့်ပဲစကားကိုတရဆက်စုံနေမိသည်။တွေ့ခဲ့တယ်ဟုတ်လား။ဘာမှတွေ့ခဲ့တာလဲ။အကိုတတိထားမိမလားတော့မသိဘူး။ထမင်းကြိုက်သွားယူတော့စိုင်နှဲဝင်လာတဲ့ညီမနှစ်ယောက်လေးတိပြီကြောက်ကီတွေရဲ့ညီမရွရွဆိုတာလား။အကိုကတိတယ်ပေါ့။တိတယ်လေသူညီမကမနေ့တနေ့ကမှရောက်ခဲ့တာ။မင်းအကိုသူ့သားကသူ့အမကိုကြိတ်ပိုးနေတာလေထင်တော့ထင်တယ်ဒါကြောင့်စိုင်နှဲဝင်လာတော့ကိုသူ့သားမျက်နှာတစ်မျိုးဖြစ်နေတာကိုမင်းကရောယူရအချစ်ကိုရဖို့မကြိုးစားတော့ဘူးလားအစကတော့အနေဝေးတော့နေနိုင်တယ်အခုတော့ကျွန်တော်မနေနိုင်တော့ဘူးအကိုသူ့အချစ်ကိုရဖို့ကျွန်တော်ကြိုးစားချင်တယ်သူ့ဘက်ကမုန်းနေဆိုတာနဲ့ချစ်တယ်ဆိုတာကိုမပြောမချင်းပေါ့ကြိုးစားဖို့အစကမစင်စားတာចောင်းစာတစ်ဖက်နဲ့ကြောင့်လို့ဖြစ်မပေါ်အကိုလည်းတတ်နိုင်တယ်လို့ကိုညီပါမယ်အကိုကကျွန်တော်သာမင်းနေတာအကိုကရောငါလိုကောင်ကိုဘသူကရီးစားတော့ခြင်းမလဲဟာအကိုကတော့ပြောတော့မယ်ဆိုအကိုကလည်းမခေဘူးထင်တာပါဆိုလာပါလားကျွန်တော်ပြောတာမှားသွားလို့လားငါကမိမတွေကိုအပိုင်မလို့ခြင်းမှုအပျော်ပဲတွဲချင်တာအကိုစကားကတမျိုးပဲထိုအချိန်ဦးဟိန်းအောင်မောင်ကျော်ထိန်လင်းတို့နိုးလာသည်ဆက်လို့เสียရှိသည်များကိုလုပ်သည်တုံးကိုလိမ့်သူကလိမ့်ဖြတ်သူကဖြတ်တဲသူကတဲနှင့်နေသည်တဖြည်းဖြည်းနှိမ့်ဆင်းလာသည်ပတ်ဝန်းကျင်တစ်ခွင်လုံးပစွန်းစီအောင်တန်းလာပြီထိန်လင်းဦးတို့ဒီတစ်လုံးတွေကိုမခွဲကြပဲအတုံးလိုက်တင်ကြရအောင်ဦးသဘောပါကျွန်တော်လက်ခံပါတယ်ငမိုင်းကိုဘလို့သဘောရလဲဦးအဆင်ပြေမယ်ဆိုလို့ပါကျွန်တော်လက်ခံပါပါ၃ယောက်သားရက်ပေါင်းများစွာဒီတစ်တွေကိုစုခဲ့ရသည်ငါဟာအကြီးပဲငါလောက်ရင်ဖြစ်ပါတယ်ငါသဘောပဲဆိုသည့်အတ္တမျိုးဦးဟိန်းအောင်တွင်မရှိလှုပ်เสียရှိသည်ကိုတိုင်တိုင်ပင်ပင်နှင့်ညှိနှိုင်းဆောင်ရွက်တတ်သည်ဒီလိုဆိုတက်လုံးတွေကိုဒီအတိုင်းပဲထားလိုက်မယ်ဒီနေ့ခွဲလို့ရတဲ့တုံးတွေကိုတော့စိုင်ကယ်နဲ့တောင်အောင်ချထားကြတာပေါ့ဝယ်လက်လာတော့အဆင်ပြေတယ်ဒီကြားထဲစီဘိုးဆက်ဘိုးရတာပေါ့မောင်ကျော်နဲ့ဦးကရသလောက်ခွဲလိုက်အောင်မယ်ထိန်လင်းတို့ကတုံးတွေတောင်အောက်ကိုစိုင်ကယ်နဲ့တိုက်ချထားလိုက်ပေါ့ဦးဟိန်းအောင်စကားအစုံလက်မိုင်းနဲ့ထိန်လင်းဆိုင်ကယ်တစ်စီးစီထုတ်လိုက်သည်တုံးတွေကိုတုတ်เสียဆိုင်ကယ်မှာကျိုးတွေကအစင်သင့်ဆိုင်ကယ်ဖင်နိုင်ကုန်ပေါ်တုံးတွေကိုထပ်ပြီးစီသည်နောက်ဝိတ်များပြီးဖင်ထောင်မှလည်းဆိုးရသေးသည်ဒါကြောင့်ရှေ့မီခွက်အောက်ဂဟေစော်ထားသည့်ဒုံးကြီးတန်းပေါ်တွင်လည်းတုံးတွေဆန့်သက်လောက်တင်သည်နှစ်စီးလုံးတုံးကိုစီနှင့်ဖြစ်သွားကြပြီမောင်းမာကထိန်လင်းနှင့်လာမိုင်းအောင်လေးတက်ဟိုရောက်တော့ချကူရမယ်ထိန်လင်းကျိုးတွေကိုတည်တည်ချာချာတုပ်ပြီးပြီလားဟုတ်ကဲ့အသေးအချာချက်လိန်နဲ့တုပ်ပြီးပါပြီဒါဆိုလေဖြည်းဖြည်းစီထိန်လင်းကတက်ဆိုသဖြင့်အောင်လေးတက်ရတော့မီတက်စရာနေရာကမတွေ့ကျွန်တော်ဘယ်ကတက်ရမလဲအရှိပေါင်တန်းမှာထိုင်ကျင်လဲရတယ်ဖိနိုင်ကုံပေါ်ကတုံးတွေပေါ်ထိုင်ကျင်လဲရတယ်တုံးဝိတ်လူဝိတ်တွေနဲ့ရှေ့ပေါင်တန်းပေါ်ထိုင်လို့မဖြစ်အရေးအကြောင်းဆိုခုံချဖို့ကအခွင့်မသာဆိုင်ကယ်မောင်းသူကကျွမ်းနေပြောတော့လဲကန်တရားဆိုတာကရှိသေးသည်ကျွန်တော်နောက်ကနေပဲလိုက်ပါမယ်ဟုပြောပြီးလက်မိုင်းဆိုင်ကယ်နောက်သို့တက်ပြီးလက်မိုင်းကိုခွာထိုင်လိုက်သည်အရေးအကြောင်းဆိုခုံချဖို့ကအစင်တင့်ညီတေးသေးချာချာကိုင်းတော့ညီဖြစ်သူကိုတော့ဘာမှမပြောဘဲမလွတ်လိုက်ခြင်းအိမ်မှာနေရင်မိခင်အုပ်ထိန်သူအောက်မှာရှိသည်ဆိုတော့လဲယခုမောင်ကျော်ကအကူကြီးအဖရာဆိုလဲမမအောင်လေးကိစ္စကြီးငယ်အတွေ့တည်းသည်မောင်ကျော်အပေါ်မူတည်နေသည်မဟုတ်ပါလားဟုတ်ကဲ့အကူပြင်းဆိုင်ကယ်တွေကအိမ်စိုးမရှိတော့အတန်တွေကကျဲသည်လီပါကို3-4ချက်ဆွဲပြီးဝီကနေစောင့်ထွက်သွားသည်ဆိုင်ကယ်တွေမျက်စိတွေကပျောက်သွားပေမဲ့ဆိုင်ကယ်တန်တွေကတော်တော်လုံးပြတ်နှက်ကြရည်သည်မြေပြန်ရောက်သွားလိုက်ဂီယာကိုပြောင်းလိုက်အပေါ်တက်လို့ဂီယာကိုချိန်လိုက်နေလမ်းအသွဲသွဲကိုဖြတ်ပြီးချိုးပြီး꿰ပြီးရမှတုံးချဖို့ကောင်းသည့်မြေပြန်ကိုရောက်သည်သူတို့တွေခွင်းနေသည့်နေရာဆိုကားလမ်းနှင့်ဝေး၍ဈေးကောင်းမရနိုင်ယခုမူကားကားရက်သည်နှင့်ထမ်းတင်လိုက်ယုံဈေးကလည်းသူများပေါက်စေရမည်ရက်အတော်ကြာစုပြီးခွဲထားသည်ဖြစ်၍တုံးကအတော်များသည်ဆိုင်ကယ်2စီးနှင့်ခောက်တုတ်ခောက်ပြန်8ခေါက်လောက်တဲလိုက်ရသည်
ပြီးဦးဟိန်အောင်နဲ့မောင်ကျော်ကိုတွားကြိုသည်စီထဲတီပုံးကယခုတော့အလွတ်ဖြစ်သွားပြီထမင်းဆိုင်ကလည်းအလင်းမရှိလူတွေကလည်းနေကဘူးအလုတ်ကပန်းမှုတကူလုံးရေချိုးထားတဲ့ကဲ့သို့ချွေးများကထွက်နေသည်ဦးတုံးတွေကိုဒီတိုင်းပဲထားသွားမလို့လားမောင်ကျော်ကအစိုးရင်ကြီးစွာမေးသည်ဒီတိုင်းတော့ဖြစ်မထားပါဘူးဟိုမှာတွေ့လားဈေးဆိုင်ကြည့်ပေးဖို့အကူကြီးတောင်းရမှာပေါ့ကြာမှမဟုတ်ပဲခဏပဲကိုအဲ့ဒီဆိုင်မှာတုံးဝယ်မဲ့ကုန်တယ်ရှိတော့လဲတခါတည်းရောင်းလိုက်ကြတာပေါ့ဟုပြောပြီးဆိုင်ဘက်သို့ဦးဟိန်အောင်ထွက်သွားသည်ကြံလေးယောက်ကဆိုင်ကဲကိုတစ်ပင်ရိပ်အောက်ထားပြီးတစ်မြင့်ပေါ်တွင်ထားလိုက်ကြသည်ညမကြာမီဦးဟိန်အောင်ပြန်လာသည်ဘေးမှာအဖော်တယောက်ပါလာသည်အစဉ်ပြေလားဦးပြေတယ်ထိန်လင်းသူတို့ပဲတုံးတွေကိုပေါက်စီနဲ့ဝဲထားလိုက်မယ်တဲ့ဒီဘက်တခွင်ဆိုင်တိုင်းလိုတရုတ်လောပန်းတစ်ကုံတွေနဲ့ချိတ်ဆက်ထားကြသည်တုံးဝဲပေးသည့်သူများကိုတတုံးကိုတန်ဖိုးကြည့်ပြီးကော်မရှင်ပေးရသည်ထို့ကြောင့်ငွေဆိုင်ပြီးတုံးတွေကိုဝယ်ထားတတ်ကြသည်သူတို့အတွက်အကျိုးမြတ်ရှိသည်မူရည်စေဝါသုံးသူများကတုံးနှင့်မူရည်စေဝါကိုလဲလှယ်ကြသည်ဒီဘက်တွင်မူဖိုးတွေထက်ရာမစိတ်ကြွစေးပြားနှင့်ခတ်ပုံဘိန်းမဲကိုအများအပြားသုံးဆွဲကြသည်ဘိန်းမဲအနှံ့ကစိတ်ရွှင်ရွှင်ရှိသည်ရှာနှင့်တူကြည့်ပါကခါးသည့်အရသာရသည်ထို့ကြောင့်ဝမ်းကိုက်တဲ့အခါသွေးဝမ်းပါသည့်အခါတွင်စေဝါအဖြစ်သုံးပါကအတော်လေးထိရောက်သည်ချက်ချင်းယူပြစ်သလိုပြောက်သည်တချို့ဆေးရုံများတွင်အရေးပေါ်စေဝါအဖြစ်ဘိန်းပါသည့်စေဝါတွေစောင့်ထားကြသည်ဘိန်းကလည်းမိပမာပင်မတုံးသက်ရင်ရန်သူတုံးသက်ရင်တကယ့်ကိုအသုံးဝင်သည့်စေဝါစိတ်မငြိမ်သည့်သူစိတ်ထန်သည့်သူကိုဘိန်းကျွေးလိုက်လင်စိတ်ငြိမ်ပြီးစိတ်ပျော့သွားသည်ထို့ကြောင့်အစိုးရစင်ဖန်းစခန်းများတွင်တရားဝင်ခွင့်ပြုပေးထားရသည်တုံးကိုပိုးပေါက်အနာစာကင်းမကင်းကြည့်သည်ပြီးဈေးဖြတ်ကြသည်နှစ်ဦးနှစ်ဖက်သဘောတူတည်နှင့်ရောင်းလိုက်ကြသည်တနေကုန်ပင်ပန်းဖားသမျှငွေနဲ့လေးရတော့အမောပြေကြရသည်ငွေကလေးကိုကြစ်ပါအောင်ဆုပ်ပြီး9ယောက်သာတဲပြန်ခဲ့ကြသည်ပြီးဒေါခင်တက်ကိုငွေအပ်သည်ဒီငွေကိုဒေါခင်တက်ကပြန်ရှင်းပေးရသည်အเจ้าမှာသူတို့အလုပ်ကနေစားမဟုတ်10ရက်နေမှတခါရှင်းသူဒီမဟုတ်တလနေမှလည်းငွေကတခါပေါ်သည်ထို့ကြောင့်ငွေမပေါ်ခင်လိုအပ်သည့်စီဘိုးဒဇင်းဘိုးစားဖို့တောက်ဖို့ဒေါခင်တက်ကငွေချေးပေးသည်ထို့ကြောင့်စိုက်ထားသည့်ငွေများကိုနှုတ်သည်ငွေရေးကြေးရေးကိစ္စဖြစ်၍အစကနေကရှင်းလှုပ်ထားမှတော်ကားတတ်ပြီမဟုတ်ပါကငွေကြောင့်မျက်နှာပြတ်ကြရမည်စရင်စာအုပ်ကိုထိန်လင်းရှိတိုးပေးသည်ဒေါခင်တက်ပါဇက်ကလည်းဘဲနေ့ကဘလောက်ထုတ်တယ်ဘဲနေ့ကစီပနကလန်ဝဲတယ်စသဖြင့်တူရွပြသည်စရင်ကရှင်း၍ထိန်လင်းချက်ချင်းသဘောပေါက်သည်ဒီနေ့အတွက်မောင်ကျော်တို့ညီအကိုကိုဒီလောက်တော့ပေးလိုက်မယ်ရော့ဒါကမောင်ထိန်လင်းနဲ့မောင်ပိုင်းခွဲယူပေါ့ဦးလဲမင်းတို့နှစ်ယောက်အတွက်ဝေစုအတူပါပဲမင်းတို့လက်ထဲငွေရှိရင်ရှိသလိုသုံးမိမယ်မင်းအန်တီကိုအချင်အပ်ဒါမှမဟုတ်အိမ်ကိုပါမယ်ဆိုလဲလူကြုံရှာမတောက်မစားရဘူးလို့တော့ဦးမပိတ်ပင်ပါဘူးရရဆဆတော့မဖြစ်စေနဲ့ပေါ့သားတွေငွေပို့လာမဲ့အချိန်ကိုညှို့နေကြမဲ့မိသားစုရှိရဲဆိုတာခေါင်းထဲထည့်ထားပေါ့ဟုတ်ကဲ့ပါဦးဟုတ်ကဲ့ကဲသွားနာကြတော့ဟဲကိုတို့ပြောတော့မြစပယ်ကိုအင်ကြီးဝယ်ပေးမယ်ဆိုမြစပယ်ကလက်မိုင်းနဲ့ထိန်လင်းနာကပ်ပြီးကလေးပီပိုးစားလေသည်ဟိုက်အဲ့ဒါပတ်စံမရှိခင်ကပြောတာခုကလက်ထဲပတ်စံရောက်လာပြီဆိုတော့ပြောထားတဲ့စကားမိသွားပြီဟင်းအကိုမိုင်းတော့ယောက်ျားဖြစ်ပြီးဂတိမတီမလုံနဲ့တော့ရော့ထိန်လင်းကငွေ1000ထုတ်ပေးသည်ကဲကြည့်အကိုထိန်လင်းကတောင်သဘောကောင်းသေးတယ်အကိုမိုင်းကစိတ်ပုတ်ဂတိမတီဘူးဟုပြောပြီးနှခမ်းလေးကိုစူသည်မျက်စောင်းလေးချိတ်သည်ကဲရော့အကိုကစတာပါဟုပြောပြီးမုတ်ဖို့1000ပေးလိုက်သည်ဟေးဒါမှတို့ကိုကမြစပယ်ပြော့လုံးသဖြင့်ခုံပေါက်နေသည်ဒေါခင်တက်ကမြင်တော့မျက်မှောင်ကျုပ်၍ကြည့်သည်အမေအကြည့်ကြောင့်မြစပယ်အကျုပ်ပျော်တွင်ဖိတ်ဆင်သွားရ